Hello မင်္ဂလာပါကျွန်တော်နေမျိုးပါဆိုတော့ကျွန်တော်ဒီအပတ်စဉ်ပြောနေကြဖြစ်တဲ့ဒီနေ့ကမ္ဘာရွှေဈေးကွက်နဲ့ပတ်သက်ပြီးတော့ဈေးကွက်ခံမှန်းချက်တစ်ခုကျွန်တော်တို့ပြောရအောင်ပါဆိုတော့လာမယ့်ပတ်မှာရွှေကဘာဆက်ပြီးတော့ဖြစ်လာနိုင်ရရှိမလဲပေါ့နော်ဆိုတော့အဲ့ဒါမပြောခင်မှာပြီးခဲ့တဲ့တစ်ပတ်တာတော့ရွှေဒီ3928ပေါ့နော်တနည်းအားဖြင့်3930ဝန်းကျင်မှာ4030ဒေါ်လာ100လောက်ထိအတက်အကျဖြစ်ခဲ့ပါတယ်ဒါတပတ်တာလုံးမှာပေါ့နော်တော်တော်နည်းတဲ့ပမာဏလို့ပြောလို့ရတယ်ဒီပမာဏတပတ်တာလုံးအတွင်းမှာဆိုတော့လက်ရှိကမ္ဘာရွှေကဘာဆက်ပြီးတော့ဖြစ်လာနိုင်ကြီးရှိမလဲဟိဆိုရင်ပြန်ကြခဲ့မယ်ဟိဆိုရင်တော့3960 3930ဒီဈေးတိုင်းကြီးကအနှိမ့်ဆုံးပြန်ဖြစ်လာနိုင်တယ်ဆိုတော့3960တို့ဆိုတော့အဲ့60တို့65တို့အဲ့ဒီဈေးတိုင်းကြီးရောက်ပြီးဟိဆိုရင်တော့ဒီရကျွန်တော်ရဲ့ personality တကူစားအရာဆိုတော့ကျွန်တော်အဝယ်ပဲကြိုက်တယ်ဆိုတော့4030ကိုဖောက်ခဲ့မယ်ဟိဆိုရင်တော့ရွှေတည်သေးကြတယ်ဆိုတော့4150တနည်းအားဖြင့်4200အထိဆက်ပြီးတော့တွေ့ရလာနိုင်ခြေရှိပါတယ်ဒါပေမဲ့4030ကိုဖောက်မှဖြစ်မယ်တကယ်4030ကိုဖောက်ခဲ့ပြီးခဲ့ဆိုတော့လူချင်းမင်းတို့တေးချတဲ့အဝယ်ကိုရဲတင်းတင်းထည့်လို့ရပြီရွှေကပြောရမယ်ဟိဆိုရင်အခုချိန်ဒီဘယ်လိုပြောမလဲရွှေပြန်ပြီးတော့ကျလာတာမျိုးပေါ့နော်မဟုတ်သေးဘူး higher high ပေါ့အရန်များလာလို့ပြန်ပြီးတော့ကျလာတာပဲရှိသေးတယ်အခုချိန်ဒီ market ထဲမှာအယောင်းတွေကောင်းကောင်းဝင်တာမျိုးဆိုပုံစံမျိုးမဟုတ်သေးဘူးပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဒေါ်လာညုံငိမ့်တီ100ရဲ့အထက်ကိုတက်ခဲ့ပေမဲ့ရွှေဒီအလောက်ဒီထင်တဲ့လောက်ပြန်ပြီးတော့မကျလာခဲ့ဘူးလက်ရှိအချိန်ဒီ Central Bank တွေတခြားသောအဖွဲ့အစည်းတွေရဲ့ဒီနေ့ရွှေဝယ်လိုမှုအားကအနှဲငယ်ရက်သွားတော့ရှိတယ်ဒါပေမဲ့အယောင်းဘက်မှာတော့မရောက်သေးဘူးဆိုတော့အခါကျတော့အဲ့တော့လာမယ့်ပုံမှန်ဒီပြီးခဲ့တဲ့ဥစ္စာတွေနှစ်တိုင်းလိုပဲဒီလတွေမှာဆိုရင်တော့ရွှေကပြင်ပြီးတော့ကျတတ်တာလည်းရှိတယ်သို့တော်လည်းတစ်လပိုင်းနှစ်လပိုင်းဆိုရင်တက်ခဲ့တဲ့တော့ပြင်ပြီးတော့များတယ်ပေါ့နော်အဲ့တော့ရွှေဒီတကယ်တေးကြတယ်ကျွန်တော်တို့က4030ကိုဖောက်မဟိတ်ဆိုရင်တော့နောက်တစ်ချိန်အထက်4150 4200ဆိုတော့အဲ့ဒီဇုံမျိုးနောက်တစ်ချိန်ထပ်ပြီးတော့ဖောက်ခဲ့မဟိတ်ဆိုရင်တော့4300ဒီဈေးတဲ့ဝန်းကျင်တွေထပ်ပြီးတော့များလာနိုင်ခြေရှိပါတယ်အဲ့တော့ရွှေဒီပြန်ချခဲ့မယ်ဟိတ်ဆိုရင်တော့3930ဝန်းကျင်လောက်အထိပဲဒါအနှိမ့်ဆုံးဖြစ်ပါတယ်ဆိုတော့ဒီဈေးတန်းတွေမှာဆိုရင်တော့ long term ပေါ့နော်ရေရှည်အဝယ်အတွက်အရင်ကောင်းတဲ့ဇုံတွေဖြစ်ပါတယ်အဲ့တော့ဘာလို့လို့ရမလဲဟိဆိုရင်တော့ဝယ်ပါလာမယ့်မနက်ဖြန်မှာဆိုရင်တော့3980လောက်ရောက်ရင်တော့ကျွန်တော်တို့ကအဝယ်ယူလို့ရပါတယ် TP အနေနဲ့4030 4028ဒီဈေးထဲမှာကျွန်တော်တို့က trap ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့တော့လာမယ့်တပတ်တာအတွင်းမှာကမ္ဘာရွှေဘာဆက်ပြီးတော့ဖြစ်လာနိုင်ခြေရှိမလဲဟဲ့ဆိုရင်တော့4030ကိုကောင်းကောင်း break ဖြစ်ခဲ့ရင်လည်းအဝယ်ကိုရဲတင်းနဲ့ဆက်ပြီးတော့ live ဝယ်လို့ရတယ်လို့3960ဆိုတော့66ဒီဈေးထဲနေမှာလည်းထပ်ပြီးတော့အဝယ်ဝယ်လို့ရပါတယ်အောက်ပြန်ကြခဲ့တဲ့ဟဲ့ဆိုရင်အဲ့ဒီဈေးထဲနေမှာလည်းအဝယ်ရဲတင်းနဲ့ခြင်ထားလို့ရပါတယ်အဲ့တော့လာမယ့်ဘက်မှာဒါရွှေရဲ့ဖြစ်လာနိုင်ခြေရှိတဲ့လာရတစ်ခုဖြစ်ပါတယ်ဆိုတော့ဒါလေးပြောပြတာဖြစ်ပါတယ် Okay ကျေးဇူးများတင်ပါတယ် Thank you ပါ